အရသာရှိပြီးစားလို့ကောင်းတဲ့ခရမ်းသီးချက်နီများအားလုံးပဲမင်္ဂလာပါထောက်ဝမ်ပရိသတ်တို့နေကောင်းကြလားရှင်ဒီဟင်းချက်နီလေးကတော့အိမ်စီးဖို့လဲကာမိတယ်နောက်ပြီးခရမ်းသီးမကြိုက်တဲ့သူတွေတောင်မှအကြိုက်တွေ့သွားစေမယ့်ဟင်းဖြစ်လို့ကျမရဲ့ချက်နီလေးတွေအတိုင်းလိုက်ချက်စားကြည့်ဖို့ခရမ်းသီးတွေဈေးကိုအပြေးသွားဝယ်လိုက်ကြအောင်နော်နံပါတ်1ပဲပြားမှုခရမ်းသီးချက်ဒီဟင်းလေးကတော့လူအများတွဲဖက်စားသုံးလေးတိတ်မရှိတာမလို့ချက်စားကြည့်ဖို့တိုက်တွန်းလိုက်ပါစေအရင်ဆုံးဈေးကဝယ်လာတဲ့ခရမ်းသီးတွေကိုပပလေးတွေလှီးလိုက်ကြရအောင်နော်ပြီးရင်တော့မီးဖို့ပေါ်ကရင်နွေးအိုးထဲမှာစားလေးအနှဲငယ်ထည့်ပြီးခရမ်းသီးတွေလှီးထားတာကိုထည့်ပေးလိုက်ပါနောက်တော့မှုလေးတွေကိုပါထည့်ပြုတ်ပေးပါရှင်ရင်နွေးတွေတပွက်လောက်ပုတ်လာပြီးဆိုရင်တော့ပဲပြားလေးတွေကိုအနေတော်အတုံးလေးတွေလှီးပြီးတော့ဒဲဝိုးထဲမှာထည့်ကျော်ပေးလိုက်ပါနော်ပြီးရင်တော့ကျက်သွန်နီရဲ့ဂျင်းနဲ့ငရုတ်သီးတို့ကိုလှီးပြီးတော့စီတက်ပေးပါရှင်အားလုံးပြီးသွားရင်တော့အခုနကမှုရီရဲ့ခရမ်းသီးတွေရဲ့ကိုထည့်ပြီးကြော်လိုက်ပါအရသာအတွက်ဆော့ချက်ဖို့ဘဲငပြားရဲ့အကြည်တစွန်းနဲ့နှမ်းစီတို့ကိုပြောင်းကုန်မှုအရေးစိမ့်တဲ့အထဲမှာရောမွေပြီးတော့ပြင်ဆင်လိုက်ပါပြီးရင်တော့ခရမ်းသီးချက်ထဲကိုပဲပြားတွေထည့်ပြီး sauce ပါလောင်းထည့်လိုက်ရင်တော့အရသာရှိတဲ့ရှာပေါ်မှာဆွဲစိမ့်မဲ့ပဲပြားခရမ်းသီးချက်လေးရရှိလာပါပြီနော်ဒါပြီးရင်တော့ချက်သွန်မေးလေးအုပ်ပေးပြီးပကံများထဲမှာပြင်ဆင်ကောင်အိုးပေါ်ကနေချလိုက်လို့ရပါပြီနံပါတ်2ခရမ်းသီးဘဲငပြားရဲ့ခရူစီချက်ဒီဟင်းလျာလေးကတော့ကုန်းမောင်ကြီးကျော်နဲ့ဆင်တူပါတယ်နော်အသားမစားတဲ့သူတွေအတွက်အသားအစားထိုးလို့ရတာကြောင့်ဒီဟင်းလေးကတော့အသားတက်ပြေဝကအာဟာရလည်းဖြစ်စေတာမလို့ကျမတို့ပဝင်ပစ္စည်းနည်းနည်းနဲ့ချက်စားလိုက်ရအောင်ပါရှင်အရင်ဆုံးခရမ်းသီးချက်သွန်ဖြူနဲ့ချက်သွန်အနီတို့ကိုတေချာဆေးကြောတန့်စင်ထားပါပြီးရင်တော့ကိုချက်လောက်မဲ့အနေတော်လေးတွေကိုခရမ်းသီးနဲ့ချက်သွန်နီချက်သွန်ဖြူတွေအားလုံးကိုလှီးထားပေးလိုက်ပါရှင်ဒါပြီးရင်တော့ဘဲငပြားကြီးချက်ဆိုတဲ့အတိုင်းဘဲငပြားကြီးများများလေးနဲ့ခရုစီရိတ်ငရုတ်ကောင်းနဲ့စားတကြားတို့ကိုထည့်ကတမ်းများရေလေးညှက်ထည့်ပြီးတော့ sauce ကိုပြင်ဆင်ထားပေးပါပြီးရင်တော့ခရမ်းသီးတွေအားလုံးကိုစီပူထဲမှာထည့်ကျော်ပေးလိုက်ပါရှင်ရွှေရောင်တန်းလာရင်တော့ခရမ်းသီးတွေကိုပကံတစ်ခုထဲမှာဆဲထည့်ပေးထားလိုက်ပါဒါတွေအားလုံးပြီးရင်တော့ချက်သွန်ဖြူနဲ့ချက်သွန်နီအားလုံးကိုစီတက်ပေးပြီးစီတွေပါထည့်လောင်းကချက်ပြုတ်ပေးလိုက်ပါရှင်မိနစ်အနည်းငယ်လောက်ကြာအောင်တော့ခရမ်းသီးလေးတွေကိုပြန်ထည့်ပြီးချက်ပေးပြီးရင်တော့ခရမ်းသီးပဲငပြားရဲ့အချိုချက်လေးရလာပါပြီရှင်ပေါဝင်ပစ္စည်းနည်းနည်းနဲ့ဈေးဘိုးလဲချွေတာပြီးတာမလို့အိမ်အတွက်လိုအပ်တဲ့နေရာမှာလည်းအထက်ကိုဖြစ်စေမှာပဲနော်နံပါတ်3ခရမ်းသီးရခိုင်ချက်ဒီဟင်းလျာလေးကတော့မြန်မာနိုင်ငံအောက်ဖက်ကအောက်ပြည်သူပြည်သားတွေအကြိုက်ပါပဲရှူရှူရှဲရှဲနဲ့တလုတ်ဆိုတလုတ်ထိမိနေမှာကျင်းသေးပါပဲရှင်အရင်ဆုံးခရမ်းသီးလေးတွေကိုလိုတလိုလေးတုံးထစ်ပြီးတော့ပကံလုံးတစ်ခုထဲမှာစားရည်လေးစိမ့်ပေးထားလိုက်ပါပြီးရင်တော့ချက်သွန်ဖြူများများကိုအသုံးပြုပြီးငရုတ်သီးရဲ့ဂျင်းရဲ့ကိုအစိမ့်စိမ့်လေးတွေဖြစ်အောင်လှီးပြီးတော့ပြင်ဆင်ထားပေးပါနောက်တော့ဆောင်းဟင်းခတ်မုံနဲ့တကြားတို့ကိုထည့်ပြီးဘဲငပြားရဲ့အကြည့်ရင်ဘဲငပြားရဲ့အနောက်တို့ကိုထည့်ပြီးတော့ရေအနှဲငယ်ထည့်က sauce လေးပြုတ်လုပ်ပေးပါပြီးရင်တော့ခရမ်းသီးလေးတွေကိုစားရည်ညှစ်ပြီးပြောင်းကော်ရည်လေးထပ်ထည့်ကစီအိုးပေါ်မှာထည့်ကျော်ပေးလိုက်ပါရှင်ဒါပြီးရင်တော့ရခိုင်ချက်ဖြစ်စေဖို့ငရုတ်သီးများများရဲ့ဝတ်သားနုံနုံဆင်းတာတွေရဲ့ကိုထည့်ကျော်ပြီးတော့ခရမ်းသီးတွေအားလုံးနဲ့ချက်ပြုတ်ပေးလိုက်ပါရှင်အားလုံးပြီးသွားပြီဆိုရင်တော့ရှုရှုရှဲရှဲခရမ်းသီးရခိုင်ချက်လေးရလာပါပြီနော်ဂိမ်းအိမ်မှာလိုက်ချက်စားကြည့်ဖို့ခရမ်းသီးလေးတွေကိုဈေးကနေသွားဝယ်လိုက်ကြပါအောင်ရှင်ဆက်လက်ပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ဟင်းလျာတွေအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ